ထေမတ်တဲ့အပြုမှုလေးကြောင့်ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ရေခဲချောင်းတယ်လေးကိုရှိုင်းပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ DD Plus ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အတိတ်ဘဝရဲ့ကံကြိုးပေးတွေကြောင့်ယခုဘဝမှာရွေးချယ်ဝင်မရတဲ့ဘဝကိုပိုင်ဆိုင်ခဲ့တဲ့ရေခဲချောင်းတယ်လေးရဲ့စိတ်ထားကတော့ကြီးမိသူတိုင်းချီးကျူးရတဲ့အထိကိုမုံမြတ်တာပါအခုလိုခေတ်ဆိုးကြီးမှာလူတယောက်ကိုတယောက်ဖေးမကြတဲ့လူကောင်းတွေလည်းရှိကြသလိုဂုတ်သွေးဆုပ်ဖို့ချောင်းနေကြတဲ့လောဘသားတွေဆိုတာကလည်းအများပြားရှိလို့နေတာအားလုံးမျက်မြင်ပါပဲဘေးရန်ရဲ့မျိုးမျိုးကြောင့်ဒုက္ခပင်လယ်ဝင်နေတဲ့လူတွေကိုပြည်သူချင်းချင်းကတတ်နိုင်တဲ့လောက်ကူညီဖေးမနေကြပေမဲ့မတော်လောဘသမားတွေကတော့ရရနေရာကနေဂုတ်သွေးဆုပ်ဖို့ကြားကြောင်ချောင်းနေကြတဲ့အချိန်တွေပါလူတွေဒုက္ခရောက်နေပြီဆိုတာနဲ့ဈေးတွေအစားမတန်တင်ရောက်ပြီးပြည်သူချင်းချင်းဒုက္ခရောက်အောင်လုပ်မဲ့စိတ်ထားယုံညံ့သူတွေရှိပေမဲ့အခုပြပြပေးသွားမဲ့ရေခဲချောင်းတယ်လိုမျိုးစိတ်ထားမုံမြတ်သူတွေလည်းရှိနေကြစေပါပဲစိတ်ထားကောင်းတဲ့ရေခဲချောင်းတယ်လေးအကြောင်းကိုတော့မသိသူမရှိတော့ပါဘူးအနေစင်းရဲ့ပင်မဲ့အထက်တန်းသားဆန်တဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားလို့လိုင်းပေါ်မှာနာမည်ကြီးနေကြတာလည်းဖြစ်ပါတယ်ရေခဲချောင်းတယ်လေးကတော့သခိုင်းမြို့မှာနေထိုင်သူတယောက်ပါတနေ့လုံးမှတနေ့စားရတဲ့အခြေခံလူရန်စားဖြစ်ပေမဲ့သူ့မှာရှိတဲ့စိတ်ထားလေးကတော့လူတကာချီးကျူးရင်စရာကောင်းတဲ့အထိပါပဲတာမန်လက်လုံးလက်စားတယောက်ဖြစ်တဲ့ရေခဲချောင်းတယ်လေးကတော့သူ့မျိုးကိုလာလူပေးတဲ့ပရာဟိတရေနန်းကြီးကိုသူ့မှာရှိတဲ့ရေခဲချောင်းလေးတွေနဲ့ပြန်ပြီးကျေးဇူးဆက်ခဲ့တာလည်းဖြစ်ပါတယ်ကိုရိုင်းကအဝင်းနွမ်းဖတ်ဖတ်လေးနဲ့ရေခဲချောင်းပုံလေးတွေကိုမထင်မှတ်ထားတဲ့အလူလေးကြောင့်ကြည့်မိသူတိုင်းပီတီဖြစ်ခဲ့ရပါတယ်ရေခဲချောင်းတယ်လေးကတော့လမ်းမကြီးတိုင်းသူ့ရဲ့စိုက်ကယ်လေးနဲ့ရေခဲချောင်းရောက်မှုသွားနေတာပါစိုက်ကယ်လေးနဲ့ဘေးတွဲလေးကလည်းအဟောင်းလေးဖြစ်နေသလိုလူကိုယ်တိုင်ကလည်းနွမ်းနွမ်းလေးဖြစ်နေပေမဲ့မထင်မှတ်ထားတဲ့သူ့ရဲ့အပြုမှုလေးကတော့ပရိသတ်ကြောင့်မှဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ရတာတော့အသေးချပါပဲသူကဈေးရောက်မှုသွားနေပေမဲ့သူတို့မျိုးကိုလာလူတဲ့ပရာဟိတကားတွေကိုတွေ့ပြီးလူရန်ကျင်စိတ်ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်အစီအစဉ်မရှိဘဲဖြစ်လာတဲ့တရားတရားမို့သူ့မှာပါလာတဲ့ရေခဲချောင်းလေးတွေကိုထုတ်ပြီးလူရန်ခဲ့တာလည်းဖြစ်ပါတယ်ရေခဲချောင်းတဲ့လေးကတော့သူ့ရဲ့စိုက်ကယ်လေးကိုလမ်းမတနေရာမှာရပ်ထားပြီးအလူကားတွေကိုသူ့ရဲ့ရေခဲချောင်းတွေထုတ်ပြီးကျွေးခဲ့တာလည်းဖြစ်ပါတယ်လာသမျှရင်နှန်းတွေကိုရေခဲချောင်းလေးတွေထုတ်ကျွေးခဲ့သလိုသူ့ရဲ့ပုံစံလေးကလည်းကြီးမိသူတိုင်းစိတ်ချမ်းသာရအောင်ရိုးရိုးကျိုးကျိုးလေးဖြစ်နေခဲ့တာပါလူငယ်တယောက်ဖြစ်ပေမဲ့အကူအညီသူတွေကိုသူတတ်နိုင်တဲ့အရာလေးတွေနဲ့ကျေးဇူးဆက်မယ်ဆိုတဲ့စိတ်နဲ့ရေခဲချောင်းလေးတွေလိုက်ပြီးကျွေးခဲ့သလိုပြီးတဲ့အချိန်မှာလည်းလက်အုပ်လေးချီပြီးပေးခဲ့တာလည်းဖြစ်ပါတယ်ရင်ထဲလာတဲ့စေတနာတွေနဲ့ကျွေးခဲ့တဲ့သူ့ရဲ့ပုံစံကကြီးမိသူတိုင်းဟတ်ထိတဲ့အထိပါပဲငလျင်နှံခံစားနေရတဲ့ပြည်သူတွေကိုလာလူတဲ့ပရာဟိတသမားတွေကတော့သူ့ရဲ့ဖြူစင်တဲ့စိတ်ထားနဲ့မျက်နှာကိုတွဲပြီးမှတ်မိအောင်ကားပေါ်မှာလည်းဗီဒီယိုမှတ်တရရိုက်ပြီးလိုင်းပေါ်မျှဝေခဲ့တာလည်းဖြစ်ပါတယ်မထင်မှတ်ထားတဲ့သူ့ရဲ့လူလေးကတော့ကြီးမိသူတိုင်းမချီးကျူးပဲကိုမနေနိုင်တဲ့အဖြစ်ပါလူတိုင်းမှာမရှိတဲ့စိတ်ထားကိုပိုင်ဆိုင်ထားလို့ချီးကျူးနေခဲ့ကြသလိုနောက်နေ့ရောက်မှုအရင်ကရှိပါမလားဆိုပြီးတွေးပူပေးကြတဲ့အထိပါပဲရေခဲတုပ်တွေအများကြီးဝေနေတာထမင်းစားဖို့ပတ်စံကြမ်းမလားအရင်ရောရှိပါဦးမလားဆိုပြီးပူပင်ပေးနေခဲ့ကြသလိုသူ့ကိုလူတန်းကျင်သူတွေလည်းအများပြားထွက်ပေါ်လာခဲ့ပါတယ်အခုဆိုရင်ရေခဲချောင်းလောက်တဲ့ဆက်ပေးခြင်းလို့ဆက်သွယ်ခိုင်းနေကြသလိုလူရန်ပေးခြင်းလို့တွားရောက်လူရန်ပေးနေပြီလည်းဖြစ်ပါတယ်စေတနာကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားကအမှန်တကယ်ဆိုတာကိုရေခဲချောင်းတယ်လေးကသက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအခြားနည်းပညာသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကို DD Plus ကဆက်လက်တင်ဆက်ပေးမှာမို့စောင့်မျှော်ကြည့်ရှုကြဖို့မမေ့ပါနဲ့哦အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ